Okay ဒီမှာဆိုလို့ရှိရင်เนาะ definition of business ဆိုတဲ့ဟာကြည့်ရအောင်เนาะin simple terms a business is an organization เนาะအရန်ရုပ်ရှင်တဲ့ပုံစံနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့စီးပွားရေးလုပ်ငန်းဆိုတာဖွဲ့စည်းတစ်ခုပဲဖြစ်ပါတယ် that provides product or service ပစ္စည်းတွေရောင်းမယ်ဒါမှမဟုတ်လို့ရှိရင်ဝန်ဆောင်မှုပေးမယ်ဒါဟာစီးပွားရေးပဲ business make things for their customer အဲ့တော့စီးပွားရေးတွေကသူတို့ရဲ့ဝယ်ယူသူတွေအတွက်ကိုအလုပ်လုပ်ကြတယ်။ဘာတွေလုပ်လဲဆိုလို့ရှိရင်တော့ product အမဟုတ်လို့ရှိရင် service ကိုလုပ်တယ်။အဲ့တော့ they do things for customers နော်အဲ့တော့ make things and do things make things ဆိုတာကကျတော့ product do things ဆိုတာ service customer can be people ဆိုတာလူတွေဖြစ်နိုင်တယ် you and me အဲ့တော့မင်းလိုမျိုးကိုလိုမျိုးလူတွေဖြစ်နိုင်တယ် and they can be other business ဆိုတော့အခြားစီးပွားရေးလုပ်ငန်းတွေလည်းဖြစ်နိုင်တယ်ဥပမာ Ford makes car ဆိုတော့ဒီ Ford ဆိုရဲဆိုတော့ကားထုတ်တဲ့ကုမ္ပဏီပေါ့နော်ဆိုတော့အရင်နာမည်ကြီးပါတယ်သူတို့ကတော့စီးပွားရေးလုပ်ငန်းကကားတွေကိုထုတ်တယ်နောက်တစ်ခုကကျတော့ business က Amazon ကကျတော့flames တွေထုတ်တယ်နောက်ပြီးတဲ့အခါကျရင်စာအုပ်တွေထုတ်တယ်အိမ်သုံးဆောင်ပစ္စည်းတွေထုတ်တယ်စသဖြင့်ပေါ့နော်ဒါတွေကို that other people have made ဆိုတော့အခြားလူတွေထုတ်ပြီးသားပစ္စည်းတွေကိုသူကနေပြီးတော့ရောင်းတယ်နော်နောက်ပြီးတော့ coffee shop တွေဆိုလို့ရှိရင် coffee ဆိုင်တွေဆိုလို့ရှိရင်တော့ coffee ရောင်းတယ်ပြီးသွားတဲ့အခါကျလို့ရှိရင် customer တွေကို coffee ပေးပေးတယ်ပေါ့နော် supply ဆိုထောက်ပံ့ပေးရဆိုသဘောလုပ်တယ်ပေါ့we can also use term business ရဟာကိုပြောလို့ရှိရင် describe not just individual business like Starbucks and Mercedes Starbucks တို့ Mercedes တို့လို individual business တွေလည်းရှိတယ်လို့ wall of but also to describe all business the wall of business နော်စီးပွားရေးလုပ်ငန်းတွေအများကြီးကိုလည်းပြောလို့ရတယ်ဆိုတော့ business မှာဆိုလို့ရှိရင်တဲ့provide most of the product or service ပဲပေးတာဥပမာတစ်ချက်ဆိုရင်စတင်နေဆိုတာဆိုလို့ရှိရင်ဘာလဲ service เนาะအဲ့တော့သင်ခန်းစာဗီဒီယိုတွေထုတ်ရောင်းတယ်လို့ပြောလို့ရှိရင်ဒါဘာဖြစ်သွားပြီလဲ product เนาะအဲ့လိုပုံစံမျိုးအဲ့တော့ business can improve our life and community by providing jobs စီးပွားရေးလုပ်ငန်းတွေကအရင်ရေးကြည့်တယ်နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်အရန်ကိုကောင်းမွန်တဲ့စီးပွားရေးထောက်တိုင်တွေရှိဖို့လိုအပ်တယ်အဲ့တော့စီးပွားရေးတွေကဘာလုပ်ပေးလဲဆိုလို့ရှိရင်အလုပ်အကိုင်အခွင့်အလမ်းတွေကိုဖန်တီးပေးတယ်နောက်တစ်ခုကဘာလုပ်ပေးလဲဆို as well as new ideas idea အသစ်အဆန်းတွေကိုလည်းဖန်တီးပေးတယ် and make life easier ဘဝကိုပို့ပြီးတော့လွယ်ကူစေတယ် more enjoyable ပဲပို့ပြီးတော့ပျော်စရာကောင်းစေတယ် business provide incomes ဝင်ငွေတွေကိုပေးသေးတယ် for owners and workers အဲ့တော့တကယ်တော့ win-win situation ဖြစ်ရမှာစီးပွားရေးလုပ်ငန်းဆိုတာအဲ့တော့ဘယ်လိုလဲဆိုလို့ရှိရင်ဆိုကြပါစို့ရေတက်မှုထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုစီးပွားရေးလုပ်ငန်းတစ်ခုဆိုလို့ရှိရင်ပိုင်ဆိုင်တဲ့လူ business owner ကဘာလုပ်လဲအရင်အနည်းကိုစိုက်တယ်ဒီနည်းပညာကိုသုံးတယ်ဝန်ထမ်းတွေကိုသုံးပြီးတဲ့အခါမှာစီမံခန့်ခွဲမှုတွေပြုလုပ်ပြီးတော့ဒီလုပ်ငန်းကိုလှုပ်ဆောင်လိုက်တယ်အဲ့ဒီကရေကောင်းရေတန်ဆိုတဲ့ဟာလူတွေကဝယ်တောက်တယ်ဝယ်တောက်တဲ့အတွက်သူတို့ဒီ product ရဲ့ benefits ကိုရတယ်အောက်ရေတန်ဆိုတဲ့ဟာကိုရတယ်အဲ့ဒီအတွက်ကိုသူတို့က exchange အနေနဲ့အပြန်အလှန်ဖလှယ်တဲ့အနေနဲ့ပတ်စံတင်ပေးလိုက်တယ်ဒါတွေကိုရေထုတ်လုပ်တဲ့လူကရတယ်အဲ့ဒီမှာမှဝန်ထမ်းတွေအကုန်လုံးလာစာပြင်ပေးရတယ်ပြီးတဲ့အခါမှာသူ့ရဲ့အင်အားသူ့ရဲ့ management အတွက်ကိုသူကပြန်ပြီးတော့ income ပြန်ရတယ်ဆိုတော့ဒါကဒီကျတော့ community တစ်ခုလုံးကိုကောင်းမှုအတွက်ပါအဲ့တော့နိုင်ငံတိုးတက်လာဖို့ဆိုလို့ရှိရင်အလုပ်လက်မဲ့တွေ short ချဖို့လိုအပ်တယ်အလုပ်လက်မဲ့တွေ short ချဖို့အတွက်လုပ်ငန်းတွေအများကြီးရှိဖို့လိုအပ်တယ်နော်အဲ့တော့ we can imagine a world with a particular business ဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာမရှိဘူးဆိုလို့ရှိရင် but not a world without business is general တကယ်တော့စီးပွားရေးလုပ်ငန်းမရှိတဲ့နေရာဆိုတာမရှိပါအဲ့တော့ what is your experience ကိုယ့်ရဲ့အတွေ့အကြုံကဘယ်လိုရှိလဲဒီမေးခွန်းလေးဖြေကြည့်ရမယ်နော် can you think a role that business plays in your community အဲ့တော့ teacher ရဲ့နေ့စဉ်ဘဝမှာအရင်အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဆိုလို့ရှိရင်ဘာဖြစ်မလဲ share your thoughts and comment idea and see other comments ပါနော်အဲ့တော့ဒီမှာကတော့teacher အနေနဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင် teacher တို့အခုနေ့စဉ်ဘဝမှာအရင်ထူးဆန်းတယ်လို့ခံစားရတယ်ဘာလို့ထူးဆန်းတာလဲဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးတစ်ခုကြည့်ဇက်ကာတစ်ခုကြည့်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလက်စိတ်ကိုစတင်ထားနေတဲ့ Thomas Edison အကြောင်းပေါ့ဆိုတော့သူ့ရဲ့ဇက်ကာကိုကြည့်တဲ့အချိန်မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့အရင်တော့ကတော့ဒီမီးရောင်လေးတစ်ခုရဖို့အတွက်ကလူတွေကအချိန်များစွာစောင့်ကြည့်ပြီးတော့ထူးတလဲနဲ့အားပေးခဲ့ကြရပေါ့နော်အဲ့ဒီအချိန်မှာသူက recorder ကိုစပြီးတော့တီထွင်နေပေါ့နော်ဒါသူ့ရဲ့အမျိုးသမီးရဲ့အတန်ကိုသူ recording နားထောင်ပြီးတဲ့အချိန်မှာသူ့အတွက်အရန်တန်ဖိုးရှိခဲ့တယ်ပေါ့လေဆိုတော့အဲ့ဒီကနေပြီးတော့မှ video တွေပေါ့နော် projector နဲ့ frame ကိုလည်းသူပဲစပြီးတော့တီထွင်တယ်ပေါ့အဲ့တော့ဒီချိန်တော့အဲ့ဒီခေတ်တုန်းကသူ့ရဲ့ idea ပေါ်မှာဘလောက်တောင်မိခိုခဲ့ရလဲနောက်တစ်ခုကဘလောက်တောင်ထူးဆန်းအောင်ဝယ်ကောင်းခဲ့လဲပေါ့နော်အခုခေတ်ဆိုရင်တော့ဒီချိန်ကအရန်ကိုမှအံ့ဩစရာကောင်းတယ်သူသာမြင်သူသာရှင်းဘလောက်တောင်အံ့ဩပြီးတော့ဘလို့ idea တွေကုန်မြူလဲဆိုတော့တကယ်သိချင်ဖို့ကောင်းပါတယ်နော်ဘာလို့လဲဆိုတော့အခုခေတ်မှာဆိုလို့ရှိရင်
ကွန်ပျူတာရှိမှထိုင်ပြီးတစ်ချက်စကားပြောနေတာကိုတလောကအလုံးတစ်ကမ္ဘာလုံးကကြားနိုင်ပြီပေါ့ဟုတ်တယ်မလားအင်တာနက်ကနေပြီးအကုန်သွားနေ recording က तू ကတော့သူတို့ဖြစ်သူဆက်စအောင်ဆုံးလုပ်တဲ့အချိန်မှာအရန်ကိုကြက်ကုတ်ကြက်ကဲနဲ့ तू ကျွတ်ဆက်လုပ်ခဲ့ရတယ်အရန်ကိုသူများတွေမထွင်နိုင်နဲ့မမြင်နိုင်တဲ့ရှုထောင့်ကနေမြင်ခဲ့ရအခုတော့ဖုန်းတိုင်းမှာ recorder ပါနေပြီပဲအရန်ကိုလွယ်လွယ်ကူကူအသုံးနေတယ်ဒါတော့မှကျဲတော့ကအနားမှာရှိတဲ့လူရဲ့အတန်ကိုဖမ်းနိုင်တာမဟုတ်ဘဲနဲ့အဝေးကြီးမှာရှိတဲ့လူရဲ့အတန်ကိုလှမ်းပြီးတော့ဖုန်းနဲ့ communicate လုပ်ပြီးတော့ဖမ်းနိုင်နေပြီเนาะဆိုတော့ဒါရီယာပဲရလဲဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေကနေပြီးတော့မှလူတွေရဲ့ပြဿနာတွေဖြေရှင်းပြီးတော့စီးပွားရေးတွေလုပ်လာအကျိုးမြတ်တွေလုပ်လာပါတော့နေ့စဉ်ဘဝဆိုလို့ရှိရင်ကျဲတို့လူတစ်ယောက်ဒီဖုန်းတစ်လုံးနဲ့ဆိုတဲ့ဟာဒီတွဲရဖြစ်နေအဲဒါဒီလဲစီးပွားရေးလုပ်ငန်းမှာအရန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီချက်ကတော့ဒီလိုလေးပြောချင်ပါတယ်အဲ့တော့ကိုကဒီအောက်မှာ comment သားရေးဖို့လိုပါတယ်เนาะဒီအပိုင်းလေးဒါကတော့အပိုင်းနေရာတော့တစ်ချက်စီမှာတော့များလိုက်မယ်။ဘာလို့ဆိုတော့တပတ်ချင်းစီကိုသူပေးထားတဲ့အရာတွေအများကြီးပဲဆိုတော့လေဒီမှာဆိုရင်ဒီလောက်ပဲပြီးသေးတာဆိုနော်။အဲ့တော့နောက်ထပ်ဗီဒီယိုကတော့ introduction to experience what business experience နဲ့ပတ်သက်ပြီးတော့ discussion လုပ်မှာဖြစ်ပါတယ်နော်။အဲ့တော့ message complete နေမယ်။ comment တွေရေးဖို့မေးတယ်နော်။ comment တွေရေးပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင် what business experience do you have ခုနဒီချက်ပြောခဲ့သလိုပေါ့နော်။ share your phone ဖုန်းဆိုလို့ရှိရင်တော့အမြဲတမ်းဒီလိုနာမှာရှိနေတဲ့ဟာနေ့တိုင်းဒီလိုနဲ့ဆက်သွယ်နေတဲ့ဟာ now we have a common understanding what meaning of business so business ဆိုတာဘာလဲသိသွားပြီစီးပွားရေးလုပ်ငန်းဆိုတာဘာလဲသိသွားပြီအဲ့ဒီခါမှာ I mentioned that we offer experience of business စီးပွားရေးလုပ်ငန်းတစ်ခုနဲ့အကုန်လုံးအကြုံတွေ့ခဲ့ပြီးသားအဲ့တော့အချင်းချင်းဆွေးနွေးပြီ in this discussion area below say something you what personal experience of business ဆိုကိုနဲ့စီးပွားရေးလုပ်ငန်းနဲ့ဘယ်လိုသက်ဆိုင်ခဲ့လဲကိုလောက်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုပါရှိလဲဒါမှမဟုတ်ဘူးဆိုလို့ရှိရင် perhaps you have worked in family business မိသားစုစီးပွားရေးမှာကိုလောက်ခဲ့ပေးတဲ့ဟာမျိုးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တငယ်ချင်းဒါမှမဟုတ်ဘူးဆိုလို့ရှိရင် family who started their own business ပေါ့နော်ကိုယ့်ရဲ့ကိုပိုင်စီးပွားရေးလုပ်နေကြတဲ့လူတွေလားဘယ်လိုမျိုးကိုယ့်ရဲ့စီးပွားရေးအတွေ့အကြုံဘယ်လိုရရှိခဲ့လဲဘယ်လိုမျိုးအတွေ့အကြုံခဲ့ရလဲဆိုတဲ့ဟာကိုဒီမှာcomment မှာရေးခဲ့ပါပြီးသွားလို့ရှိရင် remember မမေ့ပါနဲ့ you can reply to comment that interested you အဲ့တော့ကိုစိတ်ဝင်စားတဲ့နေရာတွေမှာလည်းဒါကို comment ပြန်စိတ်ဝင်စားခဲ့တဲ့ comment တွေကိုလည်းပြန်ပြီးတော့ comment ရေးလို့ရပါတယ်တဲ့ဆိုတော့ comment ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီအောက်မှာ comment တွေပေါ်နေပါလိမ့်မယ်နော်အဲ့ဒီမှာကိုကသွားပြီးတော့ရေးလို့ရတာပဲဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ math as complete နော်အဲ့ English writing လေ့ကျင့်ဖို့လည်းအကောင်းဆုံးနေရာပဲဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင် I work at administration and human resources ဆိုတော့ admin နဲ့ HR လုပ်တဲ့I have no certificate in this field ဒါပေမဲ့သူမှာ certificate မရှိဘူး I learned on the job obtaining my BA bachelor degree ပေါ့နော် psychology and philosophy မှာလာပြီးတဲ့အချိန်မှာတဲ့6နှစ်လောက် private company မှာ manager အနေနဲ့သူလုပ်ခဲ့တယ်အခုအချိန်မှာတော့သူကတော့ entrepreneur writing chat box ပေါ့ messenger marketing မှာသုံးတဲ့ဟာရပေါ့နော်ဒါနဲ့ artificial marketing ကိုလုပ်ပြီးတော့သူ့ရဲ့ online business ကိုလုပ်နေပါတယ်တဲ့ဆိုပြီးတော့ပြောထားတယ်ဒီမှာဆိုလို့ရှိရင်တော့manage a pub in the okay face you ဒါကတော့GP ဆိုသူကဆရာဝန်ပေါ့နော်သူကတော့ distributor အနေနဲ့လုပ်တယ် I don't find any experience in business သူကတော့တွေ့ကြုံမရှိသေးဘူးစသဖြင့်ကိုကဒီမှာရေးလို့ရတယ်စိတ်ဝင်စားတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်းတော့ပြောလို့ရတယ်သူကတော့ salesman ပေါ့နော်ဒီမှာဆို reception နဲ့လုပ်ခဲ့တယ်စသဖြင့်ပေါ့နော်ဒါကတော့ okay my experience of business is quite limited having become a stay at home mom okay သူကတော့အသက်22နှစ်နဲ့ stay home နေလိုက်နေတဲ့အမေဖြစ်သွားရပေါ့နော်စသဖြင့်ပေါ့လေအများကြီးပေါ့နော်ဆိုတော့ဒါဖတ်ပြီးတော့ reply ပြန်ရေးလို့ရတယ်ကိုတိုင်းလည်းရေးလို့ရပါတယ်ပြီးသွားရင်တော့ expectation discussion ကိုသွားလို့ရမယ် okay ဒါကတော့ expectation ပေါ့နော်ဘာတွေ in this previous step in the previous step ပြီးသွားတဲ့အဆင့်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ experience နဲ့ business ကိုပြောခဲ့တယ် I hope you saw that you and other learner hacks all have some knowledge of business as customer worker စသဖြင့်ဒီကျတော့စီးပွားရေးနဲ့မပတ်သက်တဲ့လူဆိုတော့မှမရှိတာเนาะအနည်းဆုံးတော့ customer အနေနဲ့တော့ပတ်သက်ကြတာပဲ customer နဲ့မပတ်သက်ဘူးဆိုလို့ရှိရင်တစ်ဆင့်မြင့်မြတ်သော workers ပေါ့နော်အနေနဲ့တတ်မှတ်ကြတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အသိတွေကလူတွေကစီးပွားရေးလုပ်နေကြတယ်ကိုယ်ပိုင်စီးပွားရေးလုပ်နေကြတယ်စသဖြင့်တတ်မှတ်ကြတယ်ပေါ့နော် having talks about you already know about business ဆိုတော့ကိုကစီးပွားand I like to say you I like you to say ပြောစေချင်တယ် what you hope learn from this go what are your expectation ဒီသင်ခန်းစာကိုတက်ပြီးတော့ဘာတွေမျှော်လင့်ထားလဲဆိုတဲ့ဟာကိုသူသိချင်တယ်အဲ့ဒါကို comment မှာရေးလို့ရပါတယ် in the discussion below write something about what you expect
this course to teach you ဘာကြောင့်ဒီသင်ခန်းစာကို join ရတာလဲဘာကြောင့်စိတ်ဝင်စားရတာလဲ what do you think you will know at the end of this course ဒီသင်ခန်းစာပြီးသွားရင်ဒီသင်တန်းပြီးသွားရင်ဘာတွေရလိုက်မယ်လို့မျှော်လင့်ထားလဲအဲ့ဒါကဒီနိုင်ငံခြားကသင်တဲ့သင်တန်းတွေမှာဆိုလို့ရှိရင်ခြေတက်တော့ဆိုလည်းအမြဲတမ်းအမေးခံရတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် objective လို့ခေါ်တယ်ရည်ရွယ်ချက်ကိုမေးတာလူတစ်ယောက်ကအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာရည်ရွယ်ချက်ရှိရတယ်ဘာကြောင့်ဒီအလုပ်ကိုလုပ်တာလဲဒါပြီးရင်ဘာဖြစ်လာမှာလဲအဲ့ဒီချေကတော့ဒီချေရောဘာလို့သင်တာလဲဒီချေရဲ့ရည်ရွယ်ချက်ရှိတယ်ဒီချေအခုဆိုလို့ရှိရင် online မှာစာတွေသင်တယ် YouTube မှာသင်ခန်းစာတွေသင်ပေးထားတယ်ဒီချေရဲ့ရည်ရွယ်ချက်ကဘာလဲဒီချေကလူငယ်တွေကိုလေ့လာခြင်းတဲ့လူငယ်တွေစူးစမ်းခြင်းတဲ့လူငယ်တွေကိုယုံကြည်စိတ်ချရတဲ့စာလေ့လာလို့ရတဲ့အခါမျိုးပေါ့နော်လေ့လာလို့ရတဲ့နေရာတစ်ခုတစ်ချက်ဖန်တီးပေးခြင်းဒါကြောင့်ပတ်စံနေအများကြီးရှင်းတော့ကောင်းတာပေါ့နော်ဒီ foundation တွေပါလုပ်လို့ရတယ်ဒါပေမဲ့အဲ့လောက်အများကြီးလည်းမရှိတဲ့အခါကျတော့ဒီတစ်နိုင်တစ်ပိုင်းပေါ့နော်မိသားစုလုပ်တွေလည်းလုပ်တယ်စာတွေလည်းသင်တယ်စံပေးပြီးတော့လည်းတင်နေချင်းလည်းတင်နေပေါ့နော်ဒီလိုမျိုး free လည်းတင်နေ free ဆိုလို့ရှိရင်တော့တစ်ချက်တင်နေတာရှောက်တင်တာပေါ့နော်တက်ကျန်တဲ့ဟာတွေကကျတို့ငားတဲ့အတိုင်းကျတော့ပြန်တင်ပေးရတာပေါ့နော်ကိုကျတို့ဗဟန်နဲ့လိုက်နေလို့ဆိုအဓိကဘာလဲဆိုလို့ရှိရင်ဒီကကိုရီးယားကားတွေကြီးရဲတရုတ်ကားတွေကြီးရဲအခါမှာအရန်အားကြဘာအားကြလဲဆိုသူတို့နိုင်ငံကကလေးတွေကတခုခုလိုချင်ရင်သူတို့နိုင်ငံကဘာသာစကားနဲ့ရတဲ့ခါကျတော့အားလုံးကလက်နဲ့တက်မိပဲအားလုံးကလွယ်တယ်ဘာစိတ်ဝင်စားလဲစိတ်ဝင်စားတဲ့အရာတွေအကုန်လုံးသူတို့သိနိုင်တယ်သူတို့လောက်ကိုလေ့လာနိုင်တယ်အဲ့တော့တချို့စီမှာဆိုလို့ရှိရင်တော့ခက်သေးတယ်ဘာလို့လဲဆိုတော့အင်္ဂလိပ်စာဆိုတဲ့ဟာခံနေတာဆိုတော့အင်္ဂလိပ်စာဆိုတဲ့ဟာကလည်းနော်ဟိုငယ်ငယ်တုန်းကတင်နေဆိုပေမဲ့အခုချိန်ထိလည်းတချို့တို့က familiar ဖြစ်မနေဘူးလေနော်ဆိုတော့တခါတည်းဘလောက်ပဲဖြစ်ပေါ့နော်နိုင်ငံခြားဘာသာစကားနိုင်ငံခြားဘာသာစကားပဲဘလောက်ပဲလေ့လာရဆိုမိခင်ဘာသာစကားဖြစ်မလာဘူးလေနော်ဆိုတော့အဲ့တော့အဲ့ဒါလေးကိုဘာသာပြန်လောက်နိုင်လားဆိုတော့ဒီချိန်လည်းမလောက်နိုင်ဘူးလေအများကြီးပေါ့လေအဲ့တော့ဒီချိန်ကဒီ business နဲ့ပတ်သက်လို့ရှိရင်သင်တန်းတွေတက်ထားရပြီးတော့ master level ထိတစ်ချိန်တက်ထားတာဖြစ်တဲ့အတွက်ရှင်းပြန်သင်ပေးမယ်သင်ပေးတဲ့ဟာကိုတစ်ချက် experience တစ်ချက်ကြုံခဲ့တဲ့အတွေ့အကြုံနဲ့ရှင်းပြတယ်နားလည်တယ်ဆိုလို့ရှိရင်ကလေးတွေကိုဒီချိန်အဲ့လိုမျိုးဖြစ်စေချင်တာပေါ့နော်တကယ်တော့ face to face သင်ရပို့ပြောဖို့ကောင်းပါစကားတွေအဲ့လိုအရင်ရှောက်ပြောတာဆိုတော့လေအရင်တော့ဒီချိန်ကလေးဒီလိုမျိုး online တက်ထွေးစာပြီးသင်နေရတဲ့ဟာကိုသိပြီး familiar ဖြစ်ဘူးနောက်တော့ဘာဖြစ်လဲဆိုတော့အခါကျ visualization လို့ခေါ်ပါဘောနော်ကိုရှိမှကျောင်းသားတွေအများကြီးရောက်နေရဲ့လို့သဘောထားလိုက်ပြီးရဲ့အခါကျတော့အဲ့ကျောင်းသားတွေနဲ့ပြောပြီးတော့တင်တယ်လို့စိတ်ကူးလိုက်တာပေါ့လေအဲ့တော့ကျောင်းသားတွေကလည်းဘာလို့တင်လဲဆိုလို့ရှိရင်ဒီချိန်ကကိုရှိမှပြောပြီးတော့နေနေတယ်လို့ဆိုပြီးတော့နားထောင်နေတယ်မသိတာတွေရှိရဲဆိုလို့ရှိရင်လည်း feel free to ask okay လောလောလတ်ပဲမေးလို့ရတယ် YouTube ကဆိုလို့ရှိရင်လည်း YouTube ကမှမေးလို့ရတယ်Facebook ကဆိုလို့ရှိရင်လည်း Facebook group ကမှမေးလို့ရတယ်နော်ပြီးတော့ဒီချက် page လေးလောက်ထားတယ် Facebook မှာဒီချက် page ရှိတယ်ဒီချက် page ကနေတော့လာပြောလို့ရတယ် page ဆိုတော့ Messenger လိုလို account Messenger တော့မမြန်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီချက်ဆက်ပါတယ် okay နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒါလေးတွေကိုပြောထားတယ်အဲ့တော့ comment မှာရေးရမယ်ကိုရေးချင်တဲ့အကြောင်းအရာလေးတွေရေးလို့ရတယ်ပြီးသွားရင် math test complete ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီArabic ဘာသာစကားနဲ့လည်းရနေပြီနောက်ပိုင်းကျလို့ရှိရင်တော့ဒီချက်တို့ဘာသာစကားလည်းရလာမှာဒါပေမဲ့ဘယ်တော့လဲနော်မသိချသေးဘူးလေနော် okay အဲ့တော့ဒီ article ကိုသွားပြီးတော့ဖတ်ရအောင်နော်ဆိုတော့ဒီဟာကတော့စိတ်ဝင်စားကြကောင်းပါစီးပွားရေးလုပ်ငန်းတစ်ခုအကြောင်းဖြစ်ပါလိုက်မယ်နော်ဆိုတော့သူတို့နှစ်ယောက်ကကြည့်ရတာ coffee ဆိုင်လေးဖွင့်ထားနေတူပါအဲ့တော့သူတို့နှစ်ယောက်က two business people စီးပွားရေးလုပ်ငန်းလုပ်တဲ့လူနှစ်ယောက်ပါတဲ့အဲ့တော့ listen audio clip to hear သူတို့နှစ်ယောက်ရဲ့ကိုမိတ်ဆက်ထားတဲ့ဟာကို2000ညနေဆိုလို့ရှင်တော့ audio clip ကိုဖွင့်လိုက်ပါလို့ပြောတာဒါ audio clip ပါမဟုတ်တော့နော်အောက်မှာပါနေတယ် audio link ကိုနှိပ်ရနေတယ်နော် open link လုပ်ကြည့်လိုက်အဲ့ during this course ဒီသင်ခန်းစာမှာဆိုလို့ရှိရင် they are going to be introduced ကလေးကိုအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဇာရာရဲ့အမေရာရဲ့နော်ဆိုတော့သူကတော့ coffee shop ရဲ့ပိုင်နာဖြစ်ပါတယ် owner ဖြစ်ပါတယ် coffee shop ပိုင်ရှင်ပေါ့နော်သူကတော့ coffee ရဲ့ pastry ရဲ့ homemade cake တွေရောင်းပါတယ်သူကတော့အမေရာပေါ့နော်သူကတော့ coffee shop ကိုဇရာရဲ့ coffee shop မှာသူကတော့ manager တပေါ်ပေါ့နော်ကူလုပ်ပေးပါတယ်တဲ့တခါတလေမှာတော့သူက coffee shop ကိုသူနဲ့အတူတူလုပ်ပေးမယ်ဒါပေမဲ့အချိန်မရှိတာကြောင့်များသောအားဖြင့်သူလုပ်ပေးရတယ်ပေါ့နော်သူကတော့ trust me decision make decision ပေါ့နော်သူအမေရိကဒီဇာရဲ့ coffee ဆိုင်တွေတခါလေကြာလို့ရှိရင်ဆုံးဖြတ်ချက်တွေချပေးရတယ်ပေါ့နော်တချို့ကိစ္စတွေမှာသူဆုံးဖြတ်လိုက်လို့ရတယ်ပေါ့လေသူတို့နှစ်ယောက်ကတယောက်သိနေတာအကြာကြီးရှိနေပြီပဲဖြစ်ပါတယ်တဲ့အဲ့တော့ coffee shop ကိုပိုင်တဲ့လူကဇာရာအမေရိကတော့ဇာရာရဲ့ friends ဒါပေမဲ့သူကဒီသ
ငယ်ချင်းပေါ့နော်ဒါပေမဲ့သူကအဆိုင်ကိုကူပြီးတော့ manage လုပ်ပေးတယ်ပေါ့နော်သူတို့နှစ်ယောက်ကတည်ကြတာအကြာကြီးရှိနေပြီအဲ့တော့သူတို့မှာတူညီတဲ့အချက်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့တယောက်နဲ့တယောက်နဲ့အများကြီးရတူညီနေတာလည်းမဟုတ်ဘူးပေါ့နော်ဆိုတဲ့အကြောင်းကိုပြောထားပါတယ်ဒါကတော့သူတို့နှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်နော်အဲ့ဒါပြီးသွားလို့ရှင်တော့ message complex ပါ are you people focus or text focus article အကြောင်းကိုထပ်ပြီးတော့ဖတ်ရမှာဖြစ်ပါတယ်နော်ဒါကတော့ဘာလဲဆိုတဲ့အခါကျလို့ရှိရင် people focus ဆိုတာကတော့ခုနကပြောသလိုပေါ့နော်လူပေါ်မှာယုံကြည်ကြလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လူကိုအာရုံစိုက်တာလားဒါမှမဟုတ်လို့ရှိရင် task focus ပေါ့နော် task focus ဆိုတာကတော့ဒီအလုပ်ပေါ်မှာအာရုံစိုက်တာလားအလုပ်ကို focus ထားတာလားဆိုတာ ਨੇ ပတ်သက်ပြီးတော့မေးတာဖြစ်ပါတယ်အဲ့တော့ no two managers are the same လူနှစ်ယောက်ကဘာမှတူမှာမဟုတ် manager နှစ်ယောက်ကလည်းတူမှာမဟုတ်ဘူးတဲ့အမေရာနဲ့ဇာရာနှစ်ယောက်ကသူတို့ရဲ့စီမံခန့်ခွဲတဲ့ပုံစံတွေကမတူညီဘူးတဲ့ဘယ်လိုမတူညီလဲဆိုလို့ရှိရင် we can think of manager has different skills မတရားတဲ့ကြောင့်လည်းရှိတဲ့အရေးချင်းနဲ့လည်းမတူညီကြဘူးเนาะအဲ့တော့ဇာရာဆိုလို့ရှိရင်တော့သူကဘာမှကောင်းလဲဆိုလို့ရှိရင် good at numbers เนาะ calculation တွေတွက်ချက်တဲ့နေရာမှာကောင်းတယ်သူကတော့အမေရာကကျတော့ baking ပေါ့เนาะသူကတော့ကိတ်မဖုတ်တဲ့နေရာမှာကောင်းတယ်တဲ့we can think of managers different tricks ဆိုတော့ different tricks and characteristics တမ်းလည်းမတူညီတဲ့ပုံစံတွေရှိတယ်သူကတော့ assertive ဆိုတဲ့ဟာ always defending အမြဲတခုခုဆိုလို့ရှိရင်ခုခံတတ်တဲ့ဘက်ကပြန်ဖက်နဲ့ဆိုပြန်ပြောလိုက်မယ်အဲ့လိုမျိုးနည်းနည်းဆက်ဆက်မခံဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်သူ always point of view her position or point of view အမြဲသူ့ရဲ့နေရာနေပြီးတော့ပဲသူ့ရဲ့အမြင်ကနေပြီးတော့သူကတခုခုဆိုတုံ့ပြန်နေရှိတယ်နောက်တစ်ယောက်ကကျတော့သူကယုံကြည်မှုရှိတယ်ကိုယုံကြည်မှုရှိတဲ့လူမျိုးပေါ့နော် will they try new things အသစ်တွေကိုလေ့လာခြင်းနဲ့နောက်တစ်ခုကကြတော့မကြောက်တတ်ဘူးရှုံသွားမှာမကြောက်တတ်ဘူးပေါ့နော်အဲ့တော့ညတော့အပြင်တထေးတွေဆိုလို့ရှိရင်အဲ့ဒီအကျင့်ရှိတတ်တယ်သူတို့ရဲ့ type ကဆုံးရှုံးသွားမယ့်ဟာကိုမကြောက်တတ်တဲ့အကျင့်ပေါ့နော်ပြီးသွားတဲ့အခါကျရင် we can also take managers having different styles မတူညီတဲ့ style တွေလည်းရှိတတ်တယ်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင် Amira ကကြတော့ people focus သူကကြတော့ဘာဆို concern about how people feel လူတွေဘယ်လိုခံစားရလဲဆိုတာကိုသူကအဓိကထားတယ်တဲ့ Zara ကကြတော့ text focus ဘသူတွေကဘယ်လိုလုပ်လဲဆိုတဲ့ဟာကိုပို့ပြီးတော့အဓိကထားတယ်ဆိုတော့ more concern about whether a task complete အလုပ်တစ်ခုပြီးလားမပြီးဘူးလား successfully and online အချိန်မီအတွင်းမှာအလုပ်တစ်ခုပြီးဖို့သူကအာရုံစိုက်တယ်နော်တချို့ကြတော့လူကိုကြိုက်လို့ခံတချို့ကြတော့အရေးအချင်းကိုကြိုက်လို့ခံအဲ့လိုပုံစံနဲ့တူတူပဲပေါ့နော်တရားကြောင်လည်းမတူပါအဲ့ perhaps you mix a work manager who have shown these two management style ဒီလိုမျိုး management လုပ်တဲ့လူတွေတွေ့ဘူးကြမှာပါအဲ့တော့ဘယ်လိုမျိုးကိုကရောဘယ်လိုမျိုးလဲနော်အဲ့တော့ကိုကရောလူကြိုက်တဲ့ပုံစံဒါမှမဟုတ်လို့ရှင် text oriented လားဒီချားရတယ်ပြောရခက်တယ်တော့ဒါပေမဲ့ people focus ဖြစ်ဖို့များတယ်လူကိုကြိုက်တယ်ဆိုလို့ရှိရင်ဆရာ test ကိုပြင်ပြီးတော့ယူတယ်ပေါ့နော်သူနဲ့နည်းနည်းလေး flexible ဖြစ်အောင်ဥမာနောက်ကျတဲ့လူဆိုလို့ရှိရင်ဆရာ deadline ကိုစောပြီးတော့ပေးတာမျိုးအဲ့လိုမျိုးလေးလုပ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီဆရာ people focus ဖြစ်ပါလိုက်မယ်အဲ့တော့ what you ways of working with other people ကိုကတခြားလူတွေနဲ့လုပ်တဲ့ခါကြလို့ရှိရင်ဘယ်လိုအလုပ်လုပ်လဲ think about a time when you have been working with one or more than other people တခြားလူတွေနဲ့လုပ်တဲ့နေရာမှာဘယ်လိုအလုပ်လုပ်လဲပေါ့နော်အဲ့တော့အဲ့လိုမျိုးသင်စားလို့ရှိရင်တော့သိကြတယ် people focus ပဲနော်ဆိုတော့ကိုကြိုက်တဲ့ကိုဘယ်လိုမျိုးလုပ်လဲဆိုတဲ့ဟာလေးကိုဒီမှာ comment မှာရေးပေးရမှာပဲဖြစ်ပါတယ်နော်message complete ပဲပြီးသွားလို့ရှိရင် management article ကတော့နောက်တစ်ပိုင်းမှာတက်ပြီးတော့တွေ့ပါမယ်နော်